မင်္ဂလာပါနော်ဟုတ်ကဲ့ကဲဆရာကြီးမြိုင်စော်ဝင်းကြောက်စိမ့်တင်တန်းမှာတင်ကြားနေတဲ့အပိုင်းတွေကတော့ကဲပရီးတွေရောတင်ပေးနေပါပြီနော်ကဲလက်တွေ့လောက်ရမယ်နော်လက်တွေ့ကဲဆရာကြီးစီမှာကျောင်းနဲ့ပတ်သက်တဲ့ပညာရက်တွေကိုစက်ပစ္စည်းအစုံဟောတင်တန်းသားတွေကိုလက်တွေ့ကိုယ်တိုင်ကိုကြတင်ကြားပို့ချပြီးတော့ကိုယ်တိုင်စက်ဒီကန်ရမယ်လုပ်ရမယ်ကြောက်စိမ့်တင်တန်းလေးဆိုတာတစ်တော်ပေါ်မှာရှိကြတဲ့ကြောက်စိမ့်ဝါရဏပါတဲ့ခုနှစ်ရဲ့သားသမီးမိဘပြည်သူအပေါင်းတို့မြန်ဆုံးတက်မြောက်ခြင်းမတက်မချင်းဟောမြိုင်စော်ဝင်းကြောက်စိမ့်တင်တဲ့ဆရာကြီးကခါတဲ့တစ်တော်ပေါ်မှာပြောချပေးနေပါပြီနော်ဟုတ်ကဲ့မြိုင်စော်ဝင်းကြောက်စိမ့်တင်တန်းမှာဆိုတင်ကြားပို့ချပေးနေတဲ့ပညာရက်တွေကျောင်းနဲ့ပတ်သက်တဲ့ပညာရက်တွေပရီးပရီးကတော့ဆိုင်းစုံပေါ့ဗျာကဲမတက်မှာမပူနဲ့နော်မတက်မှာမပူနဲ့တရက်ကိုတနာရီလည်းမဟုတ်နှစ်နာရီလည်းမဟုတ်တလလည်းမဟုတ်နှစ်လလည်းမဟုတ်ကဲလိုအပ်တဲ့အချိန်ထိအပွင့်တွင်းនេះလက်တွေ့ဆရာကြီးကဒီလိုတင်ရတယ်ဒီလိုတွေးရတယ်ဖြတ်တယ်တွေးတယ်မနေ့ကခင်းဝိုင်းမှာဈေးကွက်တွေကျွမ်းကျင်အောင်ကိုယ်တိုင်ရောင်းခိုင်းတယ်အတွန်းဝိုင်းတိုက်တယ်အပွင့်ဝိုင်းထိုင်တယ်ကဲမြိုင်စော်ဝင်းကြောက်စိမ့်တင်တန်းကျောင်းနဲ့ပတ်သက်တဲ့အားလုံးပြည့်စုံမှုရှိအောင်တင်ကြားပေးနေပါတယ်ဟုတ်ကဲ့မြိုင်စော်ဝင်းကြောက်စိမ့်တင်တန်းလေးမှာကျောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုခြေခံကြဆရာကြီးသူနှစ်ပေါင်း30ကျော်လေ့လာခဲ့တဲ့အတွေ့အကြုံတွေကိုရက်တူအတွင်းမှာပြန်လည်မျှဝေပေးနေတာလေး